ရုရှားဘာသာစကားကိုစနစ်တကျနဲ့အခြေခံအားစပြီးတော့ကျွမ်းကျင်အောင်သင်ယူကြမှာသလားကမ္ဘာအနှံ့မှာရှိတဲ့ညီမလူမျိုးတွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်ဒါကတော့ဒေါက်တာညီကိုတိုင်းဦးစီးပြီးတော့သင်ကြားပေးနေတဲ့ဒေါက်တာညီ Russian language class ပဲဖြစ်ပါတယ်ကျွန်တော်တို့သင်တန်းမှာ Zoom application ကိုအသုံးပြုပြီးတော့ online ကနေတိုက်ရိုက်သင်ကြားပေးတာကြောင့်မလို့သင်ဟာကမ္ဘာဘယ်နေရာမှာပဲရှိရှိအချိန်မီနေရာမီလွယ်လွယ်ကူကူတက်ရောက်နိုင်မှာဖြစ်ပါတယ်မြန်မာလူမျိုးချင်းချင်းနားလည်လွယ်တဲ့သင်ကြားမှုပုံစံခိုင်မာတဲ့သင်ယူညွှန်းအနေနဲ့အတူရုရှားစကားပြောအဖက်အရေးဒါတွေအားလုံးကိုဒေါက်တာညီကိုတိုင်းအနီးကပ်လမ်းညွှန်ပြီးတော့သင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်ရုရှားဘာသာစကားကိုတက်မြောက်ခြင်းဟာသင်ရဲ့အလုပ်ကိုင်အခွင့်အလမ်းတွေကိုလက်တွေ့ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့သင်တန်းကို Facebook, Telegram, Viber, WhatsApp ကနေပြီးတော့လည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ကဲဒါကြောင့်မို့လို့အခုပဲဒေါက်တာညီ Russian language class မှာဆင်းပေးသွင်းလိုက်ပါတော့เนาะအားလုံးကိုကြိုးဆိုနေပါတယ်